အုံနောက်ကိုမြင်းလို့ပြအောင်လုပ်ပေးနိုင်တဲ့ exercise ၄ခုနောက်ဆုံးတစ်ခုကတော့ကျွန်တော်လည်းမလုပ်နိုင်ဘူးနံပါတ်1 reverse spelling test စကားလုံးတစ်ခုဥပမာမြန်မာဒါကိုနောက်ပြန်စာလုံးပေါင်းဖို့ကြိုးစားကြည့်ပါအစပိုင်းမှာတေးသေးလေးနဲ့ပဲစားပါကြီးကြီးလေးနဲ့သွားဖို့ကြတော့ခမည်းမှလည်းကြီးကြီးလေးရှိဖို့လိုတယ်ဗာလဲအုံနောက်နံပါတ်2 mental image recall မျက်စိမိတ်ပြီးတော့ကိုရောက်ဖူးခဲ့တဲ့နေရာရဲ့အသေးစိတ်အချက်လက်ကိုစဉ်းစားကြည့်ပါအိမ်မှာအမေရိုက်တာခံမှုတဲ့ဆိုရင်အမေရိုက်တဲ့ချိန်အမေရဲ့ဒုတ်ရဲ့ရွေ့ရမှုပုံစံအသေးစိတ်အချက်လက်ကို recall လုပ်ဖို့စဉ်းစားကြည့်ပါပါးချခံမှုတဲ့ဆိုရင်ပါးနဲ့လက်နဲ့ထိတဲ့အချိန်ရဲ့ဒီခံစားချက်တစ်ခုအသေးစိတ်ချက်လက်ကိုမြင်အောင်စိတ်ကူးကြည့်ပါဒီ moment ရဲ့အသေးစိတ်ကိုတွေးနိုင်တယ်လေခင်ဗျာပိုကြီးလာလေပါပဲဗာလဲတွေးခေါ်နိုင်တဲ့စွမ်းရည်နံပါတ်3 alternate number writing ဘောပင်ယူပြီးညာဘက်လက်နဲ့မကနန်းနေချရပါ1 3 5ခုကိုဘယ်ဘက်လက်နဲ့ကြတော့စုံကနန်းနေချရပါ2 4 6 8 10လောက်ရမှာပါလဲဆိုတော့ဒီနှစ်ခုလုံးတစ်ပြိုင်နက်တူတူရေးရမှာဒါက brain coordination နဲ့ processing level လို့ next level ယူသွားလိုက်မယ်နံပါတ်4ကျွန်တော်လည်းမနေ့လောက်ယူရခဲ့တယ် Stroop test ဥပမာဒီမှာ red လို့ရေးထားတယ်ဒါပေမဲ့အယောင်ကတခြားခင်ဗျအယောင်ကိုပဲပြောရမှာရေးထားတဲ့အရာကိုမဟုတ်ဘူးဒီလေးခုလုံးလိုက်ရင်ခင်ဗျရဲ့ processing speed နဲ့ attention span ကလုံးဝမိုးဘော်ဒီကိုဖောက်ထိုးသွားလိုက်ပါပဲကျေးဇူးတင်ပါတယ်